မင်းရဲ့ဘဝမှာကိုပြန်ကြည့်ရတာအမြဲတမ်းတော့မလွယ်ကူဘူးဒါပေမဲ့ဒီတစ်ခါတော့မင်းဟာမင်းရဲ့ပုံစံအတိုင်းထပ်တူကြနေတဲ့လူတတ်သမားတစ်ယောက်နဲ့ရင်ဆိုင်ရတော့မယ်စိန့်လူးဝစ်မြို့မှာစံပြက်ကောလိပ်တငယ်ချင်းတစ်ယောက်ဟာသူ့ချစ်သူကိုရက်ရက်ဆက်ဆက်တပ်ဖြတ်မှုနဲ့ဖမ်းဆီးခံထားရတယ်ထူးဆန်းတာကအခင်းဖြစ်ပွားချိန်မှာသူဟာတခြားနေရာမှာရှိနေခဲ့တာပဲဒါဟာ shape shifter လို့ခေါ်တဲ့ပုံစံပြောင်းမိစ္ဆာတစ်ယောက်ရဲ့လက်ချက်မှန်မင်းတို့ချက်ချင်းသိလိုက်တယ်ဒီတတဝါကတာမန်မိစ္ဆာတွေထက်ပိုပြီးယွန်းစရာကောင်းတယ်သူကလူတစ်ယောက်ရဲ့ပုံစံကိုယူဖို့ဆိုရင်အဲ့ဒီလူရဲ့အရေးပြားကိုအရှင်လက်လက်ခွာချပြီးအစ်စ်လဲရတာမင်းနဲ့ဆမ်ဟာမြေအောက်ရေမြောင်းနေထဲမှာသူ့ကိုလိုက်လံရှာဖွေရင်းနဲ့အဲ့ဒီမိစ္ဆာကမင်းရဲ့ပုံစံကိုခိုးယူသွားခဲ့ပြီအခုတော့မင်းဟာရဲတွေရဲ့အလိုရှိဆုံးလူသက်သမားစင်းရင်းထဲမှာပါသွားပြီမင်းဟာကိုယ့်ပုံစံနဲ့ကိုပြန်တိုက်ခိုက်ရမယ့်အခြေအနေကိုရောက်နေတယ်အဲ့ဒီမိစ္ဆာကမင်းရဲ့အတွင်ကိုယူထားရုံနဲ့မကဘူးမင်းရဲ့အတွေးတွေမင်းရဲ့နာကျင်မှုတွေကိုပါသိနေတယ်လို့ပဲသူကဆမ်ကိုဖမ်းဆီးထားပြီးမင်းရဲ့နီးအပေါ်ထားတဲ့တန်ရောစင်ကိုအတုံးချပြီးလောင်ပြောင်နေတယ်မင်းကတော့မင်းအဖေရဲ့စစ်သားလေးပဲတင်းမင်းမှာကိုယ်ပိုင်ဘဝဆိုတာမရှိဘူးလို့သူကမင်းရဲ့အတန်နဲ့ပဲမင်းကိုပြန်ပြောနေတယ်မင်းရဲ့ရင်ထဲမှာဒေါသတွေတောက်လောင်လာတယ်မင်းဟာမြေအောက်ခန်းထဲကနေယုံထွက်ပြီးမင်းရဲ့ပုံစံတူမိစ္ဆာကိုရင်ဆိုင်လိုက်တယ်ဒါဟာမှန်ထဲမှာကိုပြန်ကြည့်နေရတယ်လို့ပဲဒါပေမဲ့အဲ့ဒီမျက်လုံးတွေထဲမှာမင်းရဲ့ဝိညာဉ်မရှိဘူးမင်းလက်ထဲမှာရှိတဲ့ငွေကြည်စံနဲ့သူ့ရဲ့ရင်ဘတ်တဲတဲ့ကိုပြစ်ခတ်လိုက်တယ်အဲ့ဒီမိစ္ဆာကလဲကျသွားပြီးမင်းရဲ့ပုံစံကနေသူ့ရဲ့မူလယွန်စရာကောင်းတဲ့ပုံစံကိုပြန်ပြောင်းသွားတယ်အခုတော့မင်းဟာလူသေးတစ်ယောက်ဖြစ်သွားပြီအနည်းဆုံးတော့စိန့်လူးဝီရဲတွေရဲ့အမြင်မှာပေါ့မင်းရဲ့ပုံစံတူမိစ္ဆာတိတ်ဆုံးသွားတာကိုမင်းအလောင်းလို့သူတို့ထင်သွားကြတယ်ဒါဟာမင်းအတွက်တော့ကောင်းတယ်လို့နဲ့ဆိုးဝါလာတယ်မင်းဟာဒီကဘာမှာတည့်ရဝင်မရှိတော့တဲ့သူအရေးတစ်ခုလို့ရှင်တန်ရမယ့်သူဖြစ်သွားပြီမင်းနဲ့ဆမ်ဟာအင်ပါလာကားပေါ်မှာမြို့ပြင်ကိုထွက်လာခဲ့ကြတယ်မင်းရဲ့နာမည်ကသတင်းတွေထဲမှာပါနေတော့မယ်ဆမ်ကမင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပေမဲ့မင်းကတော့ပေါ့ပါပဲပြုံးပြလိုက်တယ်အနည်းဆုံးတော့ငါအခုအခွန်ပေးစရာမလိုတော့ဘူးပေါ့လို့မင်းနောက်ပြောင်လိုက်ပေမဲ့မင်းရဲ့ရင်ထဲမှာတော့အထီးကျန်မှုတစ်ခုကဂိမ်းအောင်သွားတယ်မင်းကားကိုအချိန်မြင့်လိုက်တယ်မင်းတို့ရဲ့နောက်ကွယ်မှာမီးကိုငွေတွေနဲ့အတူမင်းရဲ့အတိတ်ကပုံရိပ်တွေကြံရစ်ခဲ့ပြီအခုတော့မင်းတို့မှာအချင်းချင်းကလွဲလို့ဘာမှမရှိတော့ဘူးဒါပေမဲ့မင်းတို့မှာလှုပ်เสียအလုပ်တွေရှိနေသေးတယ်မဟုတ်လား